ဘိုင်းဆက်သုံးမှာတော့တိုက်ရွာသူမိပိုင်နဲ့ကားပေါ်မှာတူရှိနေပြီးကားအစီးတန်းဖြစ်တုန်းကမိသားစုကိုဆုံးရှုံးလိုက်ရတဲ့အကြောင်းတွေအိမ်မက်မက်နေပြီးလမ်းနှိုးလာခဲ့ပါတယ်။ရှီယိုနဲ့စစ်ဆေးထားတဲ့ဖန်လုံးလေးကိုမီဆူမီနဲ့၃ယောက်အတူကြည့်တော့မီဆူမီတို့မိဘတွေရဲ့မင်္ဂလာပွဲချက်လက်တွေဖြစ်နေခဲ့ပြီးစရင်ထဲမှာလည်းတိုက်ရွာရဲ့မိဘတွေပါနေခဲ့ပါတယ်။အဲဒီအချိန်မှာတိုက်ရွာကခူရိုကာဝါပြောခဲ့တဲ့အစီးတန်းဖြစ်တုန်းကအကြောင်းတွေကိုပြန်ပြောပြနေပြီးအခုချိန်မှာကျွန်တော်ဘေးကလူတွေကိုစိတ်ပူတယ်ပြောတော့မီဆူမီကငိုပြီးကွာရှင်းအောင်လုပ်နေခဲ့ကတိုက်ရွာလည်းအတိတ်ကအတိတ်ပဲဘာညာတွေတော်ကီချွေးပြီးလမ်းမခွဲပါနဲ့ပြောတော့မီဆူမီကတိုက်ရွာရဲ့တော်ကီတယောက်မှာကျွေးနေခဲ့ပါတယ်။ရှီယိုကလည်းဒေတာတွေကမြေအောက်လောကနဲ့ဆက်ဆက်နေမှာဆိုပြီးခြေရလိုက်ရမကျန်အစားဖြောက်လိုက်ရတဲ့ဒေတာတွေကိုလိုက်စုဆောင်တဲ့တင်မင်းတမန်စာကြည့်တိုက်ကိုတွားဖို့ပြောလိုက်ပါတယ်။ဒါရုံလည်းတင်မင်းတမန်စာကြည့်တိုက်စီတယောက်ထဲသွားတော့စာအုပ်ရှာနေတဲ့လူတယောက်ကအတန်ကျဲပြောလိုက်ကမျက်မှန်တဲ့ကောင်မလေးကအတန်လျှော့ပေးပါဆိုပြီးလူဘာလျှော့လိုက်ပါတယ်။ဒါရုံကမြင်ပြီးလန့်နေတဲ့အချိန်သူ့အနားမှာနှာချင်းအောင်တေးပြီးလို့ရှီယိုကပြောတော့ဆရာကြီးဒါရုံလည်းနှာချင်းအောင်တေးမလားဆိုပြီးပိုလန့်နေခဲ့ပါတယ်။ရှီယိုကငကြက်ကထွက်တဲ့အတန်ကအနေရများတာကြောင့်အတန်နဲ့မြည်ဒါရုံကိုဆေးထားပြီးသွားဖို့ပြောလိုက်ပါတယ်။ဒါရုံလည်းကိုချောင်းနဲ့သွားနေတော့အတန်မထွက်တဲ့ကရုံးတကောင်ကိုစာကြည့်တိုက်မှုကနေမျက်နှာနားကြီးလုံးနေဆိုပြီးလျှော့လိုက်တော့အနောက်ကဆရာသမားခမရကြောက်နေခဲ့ပါတယ်။ဆရာကြီးကဒေတာတွေကိုအေးဆေးချနေတော့နှစ်ယောက်လောက်ကအလျှော့ခံလိုက်ရကသူ့ခမရမတွေးလို့ဆိုပြီးစိတ်ညစ်နေတော့အရှိမာနဲ့တွေ့သွားပါတယ်။ဒါရုံလည်းစာအုပ်ကိုဖတ်ကြည့်တော့အကြောင်းအရာဘာမှမရှိနေပဲစာအုပ်ထဲမှာဖန်လုံးထက်ရလေးပါနေလို့ထည့်ကြည့်လိုက်တဲ့အချိန်မှာစာတွေကပြောင်းသွားပြီးမတော်တဆမဟုတ်တာကိုသိလိုက်ရပါတယ်။အဲဒီအချိန်မှာပဲစာအုပ်ကပောက်ကွဲသွားပြီးအကုန်လုံးကြည့်နေခဲ့ကရှီယိုကလည်းစာကြည့်တိုက်မှုလာတော့မှမို့ပြေးဖို့ပြောပြီးမီးတွေပိတ်အောင်လုပ်ဖို့ပြောကထွက်ပြေးလာခဲ့ပေမဲ့ဆရာမကအမောင်ထဲမှာမမြင်ရပေမဲ့နေဝင်ကြီးရဲ့တုံခါတန်ကိုကြားနေရတယ်လို့ပြောတော့ဒါရုံခမရလက်နေခဲ့ပါတယ်။ပြေးလာတဲ့အချိန်မှာပဲချစ်စနီးလေးကနှကြက်ကိုချုပ်ဖို့ပြောပြီးအတန်ကိုမြင့်ပြီးအော်လိုက်တော့တစ်ချက်ထဲမှောက်သွားပါတယ်။အိမ်ပြန်ရောက်တော့ရောက်ပါကြီးကအပြည့်ပြေးရင်စကားပြောနေကတိုက်ရုံကတန်ပိုးလို့ပြောတော့မီဆူမီရဲ့အမေကိုလည်းသူတို့ပဲတက်လိုက်တာလို့ပြောပြနေပြီးအခုထိလည်းမဖမ်းနိုင်သေးဘူးလို့ပြောပြနေပါတယ်။အခုလည်းမီဆူမီကိုပြစ်မှတ်ထားနေရဆိုပြီးရောက်ပါလေအပေါ်ဝိတ်တုံးနေထပ်တင်ကနှိမ့်ဆက်နေခဲ့ပြီးအခုပဲအစားရှာတွေ့သွားပြီဆိုကမာကိုတိုဆိုတဲ့လူကိုပြလိုက်ပြီးမင်းမိဘနဲ့မီဆူမီရဲ့အမေကိုတတ်ခဲ့ပြီးမီဆူမီကိုပြစ်မှတ်ထားနေရလို့ပြောပြလိုက်ပါတယ်။တိုက်ရုံကိုလည်းသူ့ရဲ့တရုံမှန်ကိုဖော်ထုတ်ရှင်လာလို့မေးစရာမလိုဘူးထင်တယ်လို့ပြောပြီးနောက်နေ့မှာတော့မာကိုတိုရှိတဲ့စိတ်ယုံကိုမီဆူမီရဲ့တိုင်က250လောက်ပေါင်းထားတဲ့အဖိုးဘွားပုံစံနဲ့ရုပ်ပြက်ပြီးသွားကြပါတယ်။မာကိုတိုကတော့အဖိုးကြီးပုံစံနဲ့တိုင်ကိုစစ်ဆေးနေပြီးသွားတဲ့ချောင်းမှမပြတ်စည်းသေးဘူးပြောတော့အဖိုးကြီးတိုင်ကိုလည်းအငဲ့မှာဂုံယူကြဆိုလို့ဒါတခုပဲရှိရဆိုပြီးလိန်နေခဲ့ပါတယ်။အခန်းထဲရောက်တော့တိုင်ကမာကိုတိုအကြောင်းတွေးနေပြီးချစ်စနီးလေးကတော့မုန်းခုကျွနေခဲ့ပါတယ်။မီဆူမီကတော့တကယ်ကြီးလာရင်လည်းဒီလိုအေးအေးချမ်းချမ်းလေးပဲနေချင်းနဲ့ပြောတော့တိုင်ကရှက်နေပြီးအခန်းရှိကပြတ်သွားတဲ့သူနာပြူလေးကလည်းသူတို့ပြောတာတွေကိုကြားကသဘောကျနေပါတယ်။ညရောက်တော့မာကိုတိုလည်းအလုပ်ဆင်းလာခဲ့ပြီးတိုင်လည်းအနောက်ကနေသူ့ခန်းထဲဝင်ပြီးအချက်လက်တွေယူကအဲ့ဒီအချိန်မှာပဲနောက်ကနေမာကိုတိုရောက်လာခဲ့ပြီးဓာတ်နဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်။မာကိုတိုကမင်းအသက်ရှင်နေသေးရလားဘာညာစကားတွေပြောပြီးဓာတ်နဲ့ဘိုက်ကိုထိုးတော့ဓာတ်ကျိုးသွားပြီးတိုင်လည်းချောင်းနဲ့ကန်ကတနက်နဲ့ပြစ်လိုက်ပါတယ်။မာကိုတိုကတော့ဘာမှမဖြစ်သွားပဲသူ့မှာအသက်ပူပါတယ်ဂယူးဆိုင်ပါပြောပြီးခလုတ်တစ်ခုနဲ့ကထွက်ပြေးသွားပါတယ်။တိုင်ကတော့ကွန်ပျူတာကိုပါယူသွားလို့စိတ်တူနေခဲ့ပေမဲ့ဒေတာတွေကိုထုံးနိုင်ခဲ့ပြီးသူမိမအတွက်တန်ပုံမိုးနဲ့မာကိုတိုကိုရအောင်ဖော်ထုတ်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။